မင်္ဂလာပါဒီနေ့တော့ဂျပန်စာ N5 လေးလာနေသူတွေအတွက်နည်းနည်းခေါင်းစားတတ်တဲ့ grammar အပိုင်းလေးတွေကြည့်ကြရအောင် ဟုတ်ကဲ့ ဟိုမဆုတဲ့က N5 grammar နားလည်မှုမြင့်တင်ချေခေါင်းစဉ်အောက်ကအကြောင်းလေးပေါ့လေ ဒီ particle လေးဒီပြီးတော့ကြည်ရပြောင်းတဲ့ပုံစံတွေကအခြေခံမှာအမားများတယ် ဟုတ် ဒါပေမဲ့ဒီအခြေခံလေးတွေပိုင်သွားဖို့ကအရန်ရေးကြီးတယ်လေသူတို့ကြားကတိတ်မတိတာတဲ့အချက်လေးတွေကိုတခြားကြည့်ကြတာပေါ့ ဟုတ်ကဲ့အများဆုံးစားပြီးတော့ရှုပ်ကြတာကဟွာဝါနစ်က ဟုတ်တယ် ဥပမာ私は学生ですမှာကြတော့ဝါတုံးတယ် ဟုတ်ပါတယ် ニコが好きですမှာကြတော့ဂါတုံးတယ်ဆိုဘလူးခွာလဲဆိုတာလေးနည်းနည်းတော့ ဟုတ်ကဲ့အဓိကကွာတာကလေဝါကပြောနေတဲ့အကြောင်းအရာကြီး topic ကိုသူကမိတ်ဆက်ပေးတာ အော် topic ကို ဟုတ်တယ်တခါလေတစ်ဖက်လူတည်ပြီးသားအကြောင်းလည်းဖြစ်နိုင်တယ်ဒါနဲ့ပတ်သက်လို့ပြောရရင်ဆိုတဲ့သဘောမျိုး ကဝါကြရဲ့အဓိကလုတ်တဲ့သူ subject ပေါ့ဒါမှမဟုတ်အသက်မိတ်ဆက်တဲ့အချက်အလက်ကိုအသားပေးချင်တာ အဲ့လိုကို ဟုတ်ခုနကနေကိုကစကီးတဲ့ဆိုရင်ကြောင်ကိုမှကြိုက်တာဆိုပြီးအတိအကျပြောချင်တဲ့သဘောမျိုးအဲ့ဒီကြောင်ဆိုတဲ့ subject ကိုအသားပေးလိုက်တာ အော်ဟုတ်ပြီဆိုတော့အာယုံစိတ်မူလေးကွာသွားတာပေါ့နော် မှန်ပါတယ်ဝါကြရဲ့ focus ကပြောင်းသွားတယ် ဒါဆို note တဲ့ဆုံကိုနဲ့ဟာဒါလေးနည်းနည်းစမ်းတယ်လို့ပဲ ဟုတ်တယ်ကိုနဲ့ဟာ ဟုတ်ဟောင်းကိုယိုမီမစမာကိုက object ကိုပြတယ်စာအုပ်ကိုဖတ်တယ် ဟုတ်ကဲ့ 今日は依存がしいですမှာကြတော့ဟာကဒီနေ့ဆိုတဲ့ topic ကိုပြန်ပြသွားတယ် ဟုတ်ပါတယ်ကိုကတော်တော်ရှင်းတယ်ကြည်ရရဲ့တိုက်ရိုက်အကျိုးသက်ရောက်မှုခံရတဲ့အရာ direct object ပေါ့စာအုပ်ကိုဖတ်တယ်ထမင်းကိုစားတယ်အဲ့လိုမျိုး ဟုတ်ကဲ့ အခါကျအဲ့လိုမဟုတ်ပဲဝါကြတစ်ခုလုံးရဲ့အကြောင်းအရာဒါမှမဟုတ်နိုင်ရှင်းပြတဲ့အခြေအနေကိုပြနိုင်တယ်ဒီနေ့ကျတော့အဲ့လိုများတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ်သွားရော အော်ဟုတ်ပါပြီရှစ်က topic နဲ့နည်းနည်းသဘောတရားဆင်သွားတာပေါ့နော် context တို့မူတည်ပြီးသုံးပုံကွာသွားတာပေါ့ ဟုတ်ကဲ့ကဲဥဒီယာပြတဲ့ particles တွေဟဲ့နဲ့နီဒါလည်းမာတာကြသေးတယ် ဟုတ်တယ်ဟဲ့နဲ့နီးကနည်းနည်းလေးပို့ရှုတ်ခမ်မော ဟုတ်မဆုထဲမှာတော့ဟဲကရေဘူးရဥဒီယာတဲ့ကကိုရဲ့ ikimas ဆိုကြောင်းဘက်ကိုသွားမယ်နီကကြတိကြတဲ့နေရာသူချိုးကနီ ikimas စာကြည့်တဲ့ကိုသွားမယ်အဲ့လိုဆိုထားတယ် ဟုတ်ကဲ့အကြမ်းဖြစ်မှာပါဟေးရဘက်တော့ဆိုတဲ့ direction towards ဆိုတဲ့အဓိပ္ပာယ်ကိုပို့ဆောင်တယ် ပတ်တော့ ဟုတ်လမ်းကြောင်းသဘောကိုပြတာနီးကကြတော့တိကျတဲ့ရောက်ရှိရာ destination ပေါ့အဲ့ဒီနေရာကိုသွားတာအဲ့ဒီအချိန်မှလောက်တာအဲ့လိုတိကျတဲ့ point ကိုညွှန်တယ် အော်ပိုပြီး specific ဖြစ်သွားတာပေါ့နီက ဟုတ်တယ်ဒါပေမဲ့တစ်ခါလေးအပွားအလား GR နဲ့ဆိုရင်ဟဲနဲ့နီးကိုအစားထိုးသုံးလို့ရတဲ့အခြေအနေလေးတွေလည်းရှိသေးရဲ့ဆိုတော့စကားဆက်ကအရေးကြီးလာတော့ ဟုတ်ကဲ့အများနဲ့တော့တည်တံ့ကြီးခွဲလို့မရဘူးပေါ့နော် အများအားမဟုတ်ဘူးပေါ့လေအများစုမှာတော့ခုနပြောတဲ့ direction နဲ့ destination ဆိုပြီးခွဲမှတ်ထိုင်အဆင်ပြေပါတယ် ဟုတ်ပါပြီနောက်တစ်ခုတို့ to နဲ့ de တို့နဲ့ de သူတို့လည်းအသုံးများတယ်တို့က友達と話しますမှာဆိုတငယ်ချင်းနဲ့ဆိုရယ် with ပေါ့ ဟုတ်ကဲ့ de ကကြတော့公園で遊びますဆိုပန်းချမှာနေရာပြတယ်ဒါမှမဟုတ် bus で来ますဆို bus ကားနဲ့နီလန်းပြတယ် မှန်ပါတယ်တော့ကအဓိကတော့နာနှစ်ခုကိုဆက်တဲ့နေ n ပေါ့ပုံပုံနဲ့ကျက်ဦးအဲ့လိုမျိုးဒါမှမဟုတ်တင်ရောက်နဲ့အထူလောက်တာကိုပြတယ် del ကကြတော့အဓိက function နှစ်ခုတစ်ခုကလုတ်ဆောင်ချက်ဖြစ်တဲ့နေရာ at in နောက်တစ်ခုကဘလို့နီလဲနဲ့လို့လဲ by means of ကားနဲ့လာတဲ့ခစ်တာနဲ့ရေးတယ်အဲ့လိုမျိုး အော်ဟုတ်ပြီသူတို့ကအဓိပ္ပာယ်တော်ကွဲပြားတယ်နော် ဟုတ်သူတို့ရဲ့ function ကဝါကြထဲမှာတော်တော်လေးရှင်းလင်းကွဲပါတယ် ကဲဒါဆိုအငင်းဝါကြလေးဒီပဲခဏသွားကြည့်ရအောင် ဟုတ်ကဲ့ ကိရိယာမှာဆို night နဲ့မဆန် night က informal ဥပမာထားပဲ night မစားဘူးမဆန်က formal ထားပဲမဆန်မစားပါဘူး ဟုတ်ပါတယ်ဒါတော့ယဉ်ကျေးမှုအစင်ကွာတာပေါ့နိုင်ကရိုးပုံစံတငယ်ချင်းပလောတဲ့ပုံစံမဆန်ကယဉ်ကျေးတဲ့ပုံစံ ဟုတ်ကဲ့ adjective တွေမှာကြတော့e adjective ဆိုရင် e ကိုဖြုတ်ခု night ထည့်ရတယ်ဥပမာ楽しいကနေ楽しくない မှန်ပါတယ်ထန်တို့ရှိကထန်တို့ရှိခုနိုင်ပျော်စရာမကောင်းဘူး နာ adjective ကြတော့ just night ထည့်ရတယ်ခိတဲ့ကနေခိတဲ့ just night မလာဘူး ဟုတ်ကဲ့
နား adjective နဲ့ noun ပို nouns တွေကိုအငင်းလို့ရင်ဂျန်နိုင်ဒါမှမဟုတ်ယင်ကျေးတဲ့အခါဂျာရီမာဆန်တဲဝအာရီမာဆန်သုံးတာပေါ့ အော်ဟုတ်ပြီဆိုတော့ဒီပုံစံပြောင်းလေးတွေမှတ်ထားဖို့လိုတာပေါ့နော် ဟုတ်တယ်အဓိကဘယ် adjective အမျိုးအစားလဲဆိုတော့ခွဲတတ်ဖို့နဲ့သူ့ရဲ့အငင်းပြောင်းတဲ့ပုံစံကိုမှန်မှန်ကန်ကန်သုံးတတ်ဖို့ပဲ ဟုတ်ပါပြီနောက်ဆုံးအနေနဲ့ဝါကြအဆုံးတာစကားလုံးလေးတွေရောနဲ့နဲ ဟုတ်တယ်ရောနဲ့နဲ့ဒါလေးတွေကစကားပြောကိုပို့ပြီးသဘာဝကျစေတယ် ဟုတ်ကိုရီးဝါ面白いよဆိုရင်ဒါစိတ်ဝင်စားဖို့ကောင်းတယ်နော်လို့အတိပေးတဲ့သဘော ဟုတ်တယ်ကိုကတစ်ဖက်လူမတိလောက်သေးဘူးထင်တဲ့အချက်ကိုပြောပြတာဒါမှမဟုတ်ကို့အထင်ကိုအလေးပေးပြောတာမျိုးမှရောသုံးတယ် နဲကကျတော့ e thank you disney ဆိုတာမျိုးယာဒီရုကောင်းတယ်နော်ဆိုပြီးသဘောတူညီမှုရယူတာ ဟုတ်ပါနဲကကြက်တော့တစ်ဖက်လူနဲ့အမြင်သူကြောင်းပြတာအတီးပြုတ်ချက်လိုချင်တာဒါမှမဟုတ်စကားကိုနူးညံ့သွားအောင်လုပ်တာမျိုးသုံးတယ်ဟုတ်တယ်နော်ဆိုတဲ့ခံစားချက်မျိုး တို့တို့နှစ်ခုလုံးကစကားပြောမှတော်တော်အရေးပါသလိုငယ်နော်အစက်မှာအရေးကြီးတဲ့ grammar ချက်လေးတွေတော်တော်များများဆွေးနွေးဖြစ်တာတယ်ဟာကတော့ဟေနီကိုလိုပါတိကိုကွာချချက်တွေအရင်မုံဆန်းလေးနောက်ဆုံးယိုးနဲ့နီးအစွန်းတလေးတွေ ဟုတ်ကဲ့ ဒီအချက်တွေကိုသေချာနားလည်ပြီးတော့လေ့ကျင့်သွားရင် N5 အဆင့်မှာတော်တော်လေးအထောက်အကူထင်ပါပါအဓိကကတော့စကားဆက် context ကိုကြည့်ပြီးများများလေ့ကျင့်ဖို့ပဲပေါ့ ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြောချင်တာကလေ ဟုတ်ကဲ့ ဒီ particularly grammar စီးမြင်တွေကိုတစ်ခုချင်းတိထားရုံနဲ့မပြီးသေးဘူးပေါ့နော်တကယ်ဝါကြအရှိကြီးတွေစကားပြောတွေတိမ်းမှာသူတို့အားလုံးဘလို့အပြန်လန်းချိတ်ဆက်ကြီးအလုတ်လုတ်တလဲဆိုတာကိုနားလည်ဖို့ကနှုတ်ထက်အရေးကြီးတဲ့အဆင့်တစ်ခုပဲ ဟုတ်တာပေါ့ နောက်ပြီးတာမန်စကားပြောတွေမှာလေဒီ particular ကိုခြံလက်ပြီးပြောတတ်ကြသေးတယ် အော်ဟုတ်လား ဟုတ်အဲ့လိုခြံလိုက်တာကအဓိပ္ပာယ်ကိုဘလို့များတက်ရောက်မှုရှိသွားလဲဒါမှမဟုတ်ခုနကပြောခဲ့တဲ့စီးမင်းတွေကိုဘလို့စိန်ခေါ်မှုခစ်စီတယ်လဲဆိုတာကိုလည်းဆက်ပြီးကိုလေ့လာကြည့်ဖို့တတိထားကြည့်ဖို့တိုက်တွန်းချင်ပါတယ်